Daily New ပရိသတ်တွေအတွက်သတင်းလေးသုံးပုဒ်နဲ့ဖော်ပြပေးကြပါရှင်။အခုပထမအောင်ဆုံးဖော်ပြပေးခြင်းတဲ့သတင်းလေးတစ်ပုဒ်ကတော့တရုတ်ဆောင်နှီးထူးတိုင်ရဲ့နယ်လက်တိုင်းသမားဇလန်းတွေ24ပိုင်းအားကရော်ပေးပွဲကျင်းပပြုလုပ်ခဲ့ရဆိုတဲ့အကြောင်းဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးခြင်းတာကတော့အောင်ထက်နဲ့ Charity တို့တွဲပြီးတော့တည်ဆိုထားတဲ့လမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းလေးကအခုပရိသတ်တွေရဲ့ကြားထဲမှာရေးပဲစားလို့နေပါတယ်။အဲ့တော့သူတို့နှစ်ယောက်တွဲဆိုတဲ့အကြောင်းကို Charity မှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ Feeling ရုပ်ရှင်ဇာတ်ကားကြီး Premier Show ကိုမြင်းညကကျင်းပပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ချစ်ရတဲ့ AFP ပရိသတ်ကြီးမင်္ဂလာပါရှင်။ဒီအစီအစဉ်တစ်လေးမှာဆိုလို့ရှိရင်တော့ social media မှာနုပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့နုပညာလှူရှားမှုပုံရိပ်တွေနဲ့ပွဲပုံရိပ်အခမ်းအနားတွေကိုအတူတုံတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တစ်လေးပဲဖြစ်ပါတယ်ရှင်။တရုတ်ဆောင်နေတူနိုင်ရဲ့နယ်လှည့်တိုက်သမားဇလန်းတွေ24ပိုင်းရိုက်ကူးမယ်ဆိုတဲ့အကြောင်းကြော်ပေးပွဲအခမ်းအနားကိုတက္ကသိုလ်ဖျားမှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ Channel 24ထုတ်လုပ်ရေးမှာရိုက်ကူးတင်ဆက်ပြသသွားမှာဖြစ်ပြီးတော့နေတူနိုင်တဲ့အတူပါဝင်တရုတ်ဆောင်မဲ့နုပညာရှင်ပေါင်းများစွာပါဝင်သွားမယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်နေတူနိုင်ရဲ့ Facebook မှာလည်းဒါဥက္ကဘာကျော်ကိုသူရုပ်ရှင်ဇာတ်ကားတွေမှာဇလန်းတွဲမှာပါဝင်ရိုက်ကူးမှာဖြစ်တဲ့အတွက်သူ့ကိုဆက်သွယ်ပေးပါလို့လည်းရေးသားလာတာကိုတွေ့မြင်ရပါတယ်။နယ်လှည့်တိုက်သမားဇလန်းတွဲကိုအခုဆိုရင်တော့ရိုက်ကူးနေပြီပဲဖြစ်ပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာတော့လမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းလေးပါဒီတခြင်းလေးရာဆိုလို့ရှိရင်တော့အဆိုတော့အောင်ထက်နဲ့ Cherry တင်းတို့နှစ်ယောက်အတူတူတွဲဆိုထားတဲ့တခြင်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဒီအပေါ်မှာ Cherry တင်းက post လေးကိုတင်လာခဲ့တာပါကိုကြီးနဲ့အတူဆိုဖို့ကအိမ်မက်တစ်ခုပါယုံကြည်စွာအတူဆိုပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကိုကြီးရေပြီးတော့တေးစရာများနဲ့စိတ်ကြိုက်ဖန်တီးခွင့်ပေးတဲ့အတွက်ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးရေးသားထားပြီးတော့စိတ်ချလက်ရှိနဲ့ပုံဖော်ပေးခဲ့တဲ့ကိုဇွဲနဲ့ UG အနာတိတ်မှအဖွဲ့အားလုံးကိုလည်းကျေးဇူးတင်ကြောင်းပရိသတ်တွေကြိုက်ကြတဲ့အတွက်စူးစမ်းရကြိုးနဲ့တောင်းနဲ့2025တော့အသေးကွဲ feeling တိတက်တခြင်းပဲထွက်ဖို့များပါတယ်လို့ရေးသားခဲ့တာပါကဲပရိသတ်တွေကရောလမ်းခွဲလိုက်ပါပြီဆိုတဲ့တခြင်းကိုဘယ်လောက်ထိတိုက်နှစ်သက်လဲအောင်ထက်နဲ့အတူတူတွဲဆိုထားတဲ့ Cherry တင်းရဲ့အောင်ထက်နဲ့တွဲဖက်လိုက်ဆိုမှုကိုရောဘယ်လိုမျိုးလေးဒါနားထဲမှာစီဝင်မှုရှိလဲဘယ်လောက်ထိအသေးကွဲရတဲ့တခြင်းလေးဖြစ်မလဲဆိုတာကိုနားထောင်ပြီးတော့ comment လေးရေးပေးခဲ့ကြပါဦးရှင်အခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ Feeling ရုပ်ရှင်ဇာတ်ကားရဲ့ Premier Show ကိုနဗရီရုပ်ရှင်ရုံမှာမနေ့ညကကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ရွှေညမရုပ်ရှင်ထုတ်လုပ်ရေးမှာစီစဉ်ပြီး Director ဝိုင်းရိုက်ကူးပုံဖော်ထားတဲ့ Feeling ရုပ်ရှင်ဇာတ်ကားအထူးပွဲကိုနဗရီရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ Feeling ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတော့ပါဝင်ထားတဲ့အနုပညာရှင်တွေဖြစ်တဲ့နေဝင်းချူလေးစိုးမိုးကြီးအိုဝါသနာမင်းအာကမြို့ကိုကျော်နဲ့တရုတ်ဆောင်ပေါင်းများစွာပါဝင်ခဲ့ကြပြီးအနုပညာရှင်ပေါင်းများစွာလည်းဝင်းရံတက်ရောက်ခဲ့တာကိုတွေ့မြင်ရမှာပါ။ Feeling ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ဂျွန်လပထမဘက်ရဲ့6ရက်နေ့မှာရုံတင်သွားမယ်လို့သိရှိရပါတယ်ရှင်။ AFP ရဲ့ creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီး feedback တွေထားပေးပါဦးနော်။